ဆိုးဆုံးကတော့ကျွန်တော်ကဘာကြီးတိုးတက်ပြောင်းလဲလာမှုရဲ့ဆိုးကျိုးတစ်ခုလို့ပဲပြောရမှာပဲ3-4 လလောက်ကြာလို့အသက်ဆန်းတွေကုန်သွားတဲ့အခါလက်တွေ့ဘဝလဲကိုပြန်ရောက်လာတဲ့အချိန်မှာညှိလို့မရတဲ့ပြဿနာတွေကစတော့တာပါပဲကဘာကြီးတိုးတက်လာတာကောင်းနေမယ်ချီးမှာတော့ဆိုးကျိုးရှိနေပြီလားဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော် relationship တွေဘာလို့တွဲလိုက်ပြက်လိုက်နဲ့ကြာရှည်မခံတာလဲဆိုတဲ့အကြောင်းပါဒီဗီဒီယိုကရေးကိုရေးခိုင်းထားတာမဟုတ်ပဲကျွန်တော်ရဲ့ခံစားချက်နဲ့အတွေ့အကြုံ 100% ကိုရေးထားတာဖြစ်လို့အဆုံးထိကြည့်ပေးကြပါဦးလွန်ခဲ့တဲ့10နှစ်နဲ့20တုန်းကဆိုလို့ရှိရင် main ကလေးတယောက်ကြီးအဖြေရဖို့ဆိုတာအချိန်တွေကြာကြီးစောင့်ရပါတယ်ဒါကတာမန်ပါပဲဥပမာသူပါကြိုက်လဲဘယ်သွားတယ်လဲသူဘာတွေလုပ်တက်လဲဆိုတာအစလိုက်ပြီးတော့လေ့လာရတယ်ပြီးမှရေးစားစကားလိုက်ပြောရတယ်ရေးစားစာလိုက်ပေးရတယ်ဒါကပုံမှန်ပါပဲဒါပြင် main ကလေးစီကအဖြေပြန်ရဖို့ဆိုရင်လည်းအနည်းဆုံး9လ6လစောင့်ရပါသေးတယ်ယခုခေတ်မှာတော့အရာရာဟာအရန်ကိုလွဲကိုလွန်းသွားပါပြီဖေးပုံမှာတွေ့တယ်အကောင့်အပ်တယ်ရေးစားစကားပြောတယ်သိမကြောက်တလားနလားနေတော့အဖြေပြန်ရတယ်ဒါခုခေတ်မှာဆိုရင်အရန်ကိုဒါတွေကအရန်ကိုလွဲကိုလွန်းနေပါပြီအရင်ကလို့ကျွန်တော်တို့တယောက်ကိုတယောက်လေးလာနေကြမလို့အချိန်တွေလည်းအရင်ကြီးပေးနေကြမလို့တော့ပါဘူးဒီနေရာမှာကျွန်တော်တိုက်2မျိုးကိုခွဲပြချင်ပါတယ် number 1ကတော့ချိန်ပေးပြီးတော့လေးလာတဲ့သူတွေပါသူတို့ကမတွဲခင်ပါတယ်ဒီလူကငါနဲ့အဆင်ပြေနိုင်လားဒီလူရဲ့အားနည်းချက်တွေကိုငါလက်ခံနိုင်လားဆိုတော့တေချာစဉ်းစားပြီးတော့မှဆုံးဖြတ်ကြပါတယ်တေချာစဉ်းစားပြီးတော့မှလည်းရွေးချယ်ကြပါတယ်အဲ့ဒီလိုအခြေခံခိုင်မာမာနဲ့ဆုံးဖြတ်ခဲ့တာဖြစ်လို့ပြဿနာတစ်ခုဖြစ်လာရင်တောင်မှလက်မလျှော့ပဲနဲ့တယောက်ကိုတယောက်အဆင်ပြေအောင်ညှိနှိုင်းနိုင်ပြီးတော့ရှေ့ဆက်သွားနိုင်ကြပါတယ်ဒါပေမဲ့ number 2ကတော့ရရင်အမြန်မရရင်အရှုံးဆိုတဲ့ခံယူချက်တွေနဲ့အပျော်သဘောစတင်ကြသူတွေပါရုပ်ကလေးချောလို့အသားလေးဖြူလို့ဆိုတဲ့အပေါ်ယံနေပေါ်မှာပဲအခြေခံပြီးတွဲလိုက်ကြတာပဲ3-4 လလောက်နေလို့အသက်ဆန်းတွေကုန်သွားတဲ့အခါလက်တွေ့ဘဝတွေကိုပြန်ရောက်လာတဲ့အချိန်မှာပြဿနာတွေစတော့တာပါပဲအဆိုးဆုံးကတော့ကျွန်တော်ကဘာကြီးတိုးတက်ပြောင်းလဲလာမှုရဲ့ဆိုးကျိုးတစ်ခုလို့ပဲပြောရမှာပဲလွယ်ကူကူနောက်တစ်ယောက်ရှာဖို့လွယ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ပြဿနာဖြစ်လာလို့ရှိရင်တယောက်နဲ့တယောက်ညှိနှိုင်းဖို့ကိုသူတို့ခေါင်းထဲမှာတိတ်မထားတော့ပဲနဲ့လွယ်လွယ်လေးပဲလမ်းခွဲလိုက်ကြပါတယ်ဒီတော့ဇိမ်းတယောက်ကိုကိုယ့်ဘဝတွေကိုဆွဲခေါ်တဲ့အခါမှာတခြားစဉ်းစားဆုံးဖြတ်ပါပြင်းနေတယ်ဆိုရင်ဂိမ်းဆော့ပါစာအုပ်ဖတ်ပါတပတ်သူရဲ့နှလုံးသားကိုပျော်ရမ်းမကစားကြပါနဲ့ဗျာအရာရာကိုညှိနှိုင်းမှာတယောက်ကိုတယောက်တန်ဖိုးထားကြပါလို့ပြောချင်ပါတယ်အားလုံးပဲခိုင်မြဲတဲ့ချစ်တွေကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ